တာတွေနဲ့အလုံးလုံးနေရပြီးတော့စခရင်တိုင်းများတဲ့သူလားတနေ့ကုန်အချိန်ကြာထိုင်ပြီးတော့အလုံးလုံးနေရတဲ့သူဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုဆုံးအောင်ကြည့်သွားပါတော့ကျမတို့တနေ့ကုန်လုံးလုံးရတဲ့ခါမှာဆိုလို့ရှိရင်စခရင်တိုင်းများတဲ့သူတွေကဇက်ကြောတောက်တင်တာတွေကြွက်သားနာကျင်တာတွေဖြစ်လာတတ်ပါတယ်ဒီလိုဖြစ်လာပြီဆိုလို့ရှိရင်တော့စီကံသွားစရာမလိုဘဲနဲ့အိမ်မှာပဲပြီးလို့ရမယ်အရာလေးတွေကိုပြပြပြီးသွားမှာပဲဖြစ်ပါတယ်ဒီတစ်ချက်အနေနဲ့ရင်းနှွေးအိတ်ကပ်ပြီးလို့ရပါတယ်ရင်းနှွေးအိတ်ကပ်ပေးလိုက်တဲ့အခါမှာကြွက်သားနာကျင်တောက်တင်မှုတွေကိုတတ်တာစီမှာပဲဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ဆေးစီရင်းနှွေးလေးလိမ့်ပြီးလို့ရပါတယ်ဆေးစီလိမ့်လိုက်ပြီးခြင်းအပြင်ကြွက်သားတွေစီကိုတွေးလက်ပတ်မှုကောင်းပြီးတော့နာကျင်ကြိုက်ခဲတာတွေကိုတတ်တာစီမှာပဲဖြစ်ပါတယ်တတိယတစ်ခုကကြတော့ level stretching exercise ကိုပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်ဒီလိုအကျော်ဆန့်ပေးတဲ့လူစိတ်ကန်းကဆိုလို့ရှိရင်လက်စိတ်ရိုးကြွက်သားတွေကိုတွေးလက်ပတ်မှုကောင်းစေတဲ့အခါကျတော့ရေရှည်မှာလည်းသက်ကြီးပေါင်းဖြစ်ဖို့ကိုကာကွယ်ပေးမှာပဲဖြစ်ပါတယ်နံပါတ်1အကျော်ဆန့်တဲ့လူစိတ်ကန်းကကြတော့ကိုယ့်ရဲ့ဥကောင်းကိုဘယ်ဘက်ချမ်းကိုကွေးလိုက်ပြီးတဲ့အဲ့ဒီအနေထားနဲ့9စက္ကန့်နေပေးရမှာပဲဖြစ်ပါတယ်ညာဘက်ချမ်းကိုလည်းဒီနေ့အတိုင်းပဲပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်ဒုတိယလူစိတ်ကန်းကကြတော့ဘယ်ဘက်လက်ကိုညာဘက်တထောင်စစ်နဲ့ညာဘက်ကိုဆွဲယူတဲ့လူစိတ်ကန်းပဲဖြစ်ပါတယ်ဒီလိုဆွဲယူပြီးတော့9စက္ကန့်အနေထားနေပေးရမှာပဲဖြစ်ပါတယ်ကျန်တဲ့တစ်ဖက်ကိုလည်းဒီနေ့အတိုင်းပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်တတိယတစ်ခုကကြတော့လက်နှစ်ဖက်ကိုစုလိုက်ပြီးတော့လက်မနှစ်ခုနဲ့ဥကောင်းကိုအပေါ်ဖြည်းဖြည်းချင်းတက်ပြီးတော့နှောက်တင်ပေးရမှာပဲဖြစ်ပါတယ်ဒီလိုအနေထားနဲ့9စက္ကန့်နေပေးရမှာပဲဖြစ်ပါတယ်ဒီလေးစိတ်ကန်3ခုကိုလုပ်ပေးခြင်းအပြင်လက်စိတ်ရိုးကြွက်သားတွေတောက်တင်နာကျင်တာတွေကိုတတ်တာစီမှာပဲဖြစ်ပါတယ်